ဒီကနေ့ဗီဒီယိုမှာတော့ဘလာတောက်ရုပ်ဖြုံဖြုံနဲ့ကြော်လော်ချက်ပြုတ်နေတဲ့တွင်းရဲ့ကိုချစီ epic skin ကို review လေးလုပ်ပေးတော့မှာဖြစ်ပါတယ် basic attack တပွဲလုံးဖုန်းချုံမတက်နှိပ်ရမယ့် basic attack မှာတော့အဖြူလေမွန်နုညီညို373ပေးထားပြီးတော့ဟင်းမဲ့ icon လေးလွတ်နေတဲ့အဖက်အပြင်မီးပွားလေးရဲ့စင်တဲ့အဖက်ကိုပါထည့်သွင်းမိတာပါသေးရဲ့တွင်းကိုဂါရန်နဲ့ချီသွေးဆောင်တက်ပြီးဘလူးတကောင်လိုမာတောင်စီရဲ့ပတ်စစ်ကိုတော့အညိုဘက်သွားတယ်လေမော်ရင်းအောင်မီတောက်တွေဖြစ်သုံးမိတာကတော့တစ်မျိုးတစ်ဖုံအထာကျပါတယ်မီတောက်ကိုလည်းကာလာဟန်ပြမီတောက်မဟုတ်ဘဲနဲ့မီးပွားမီးစလေးလွင့်နေတဲ့အဖက်တွေဟင်းမဲ့ icon တွေဂျိုကြားထွက်လာတဲ့အဖက်တွေကိုကြည့်ုံနဲ့တေးစရာအားဆိုင်ဖန်တီးပေးတာမှန်သိတာပါတယ် skill 1တွင်းရဲ့မြောက်တဲ့သားချက် skill 1ရဲ့ပထမတစ်ချက်ကိုတော့အဝါနုအဝါလိမ်မော်373ပေးထားပြီးတော့ enemy ကိုတွားထိတဲ့အခါမှာဆိုရင်လည်းဟင်းမဲ့ icon လေးထွက်ပေါ်လာမယ့်အဖက်ကိုထပ်သုံးပေးတာပါသေးတယ် skill 1ရဲ့အဓိကနဲ့ဓာတ်ကိုနောက်ပြန်ယူအတွင်းရစုပြီးရိုက်ချတဲ့မြောက်တက်ဓာတ်ချက်မှာဆိုရင် comment ဆန်မီတောက်တွေချန်ရန်ရဲ့ဂျားတွေကနေစက်ကောင်လုံးကြီးထွက်ချလာမှာကိုတွေ့ရမှာပဲဖြစ်ပါတယ် skill 2တွင်းရဲ့ main source of damage လို့ပြောလို့ရတယ်ရှီးတင်ပြီးလိုက်ရတဲ့ skill 2မှာလည်း comment ဆန်အဝိုင်အောင်နဲ့လိမ်မော်ရင်းအောင်မီတောက်တွေဖြာထွက်သွားတာကိုတွေ့ရပြီးတော့မီတောက်ဖြာနေရအဝန်းဝိုင်းတွင်းမှာအရင် effect တွေတိုင်းဟင်းမဲ့ icon တွေမီးပွားမီးစားတွေလက်ထကျဲလေးတွေကိုသုံးပေးထားပါသေးတယ် skill 2သုံးရင်ရမယ့်ရှီးမှာလည်းအဝါလိမ်မော်နှစ်အောင်ဇက်ကိုမှာအောက်ဘက်မှာမီးတောက်နေပုံစံဖန်တီးတဲ့ကလည်းတမျိုးသဘောကျဖို့ကောင်းပါတယ် automate ဓာတ်နဲ့လှန်နေရိုက်ပြီးသူ့ဘာလိုက်သွားမယ် automate မှာတော့ဓာတ်ရဲ့ထိပ်ပြားဟာလိမ်မော်အောင်နဲ့အနီရင်းအောင်မီးတောက်တွေနဲ့လိမ့်ထွက်သွားပြီးတော့ချိန်ထားတဲ့ location ကိုရောက်တဲ့အခါမှာ comment ဆန်အဖက်မျိုးနဲ့မြေကြီးပေါ်ကိုစိုက်ချလိုက်ပြီးစိုက်မိထားတဲ့နေရာကိုလိုက်ပါသွားတဲ့အဖက်ကိုလည်းဥက္ကာခဲကြသလိုမီးတောက်တွေချန်ရံပြီးအရှိန်ဟုန်ပြင်းနဲ့ဝင်ဆောင်ချလိုက်လို့ comment ဆန်ပောက်ကွဲမှုအဖက်နဲ့မြေအောက်ကွဲသွားတဲ့ပုံစံမျိုးဖန်တီးပေးရပါတယ်ဟင်းမဲ့ထွက်လာတဲ့အဖက်ကထိုးစံတိုင်းမပါမဖြစ်ပေါ့ဗျာဆိုတော့ကိုလူတို့ရောတွင်းရဲ့ကိုချစီ epic skin ကိုဘယ်လိုမြင်ကြလဲနောက်ရက်တွေမှာလည်းဒါမျိုး skin review တွေအပြင်ကိုမှတခြား content ကောင်းတွေကိုပါတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် follow and subscribe လုပ်ခဲ့ဖို့မမေ့နိုင်ဘူးနော်